မမထင်ဖြစ်တဲ့ case ဆိုတာကျွန်မသတင်းထောက်လုပ်ပြီးမှလေကြောင်းတိုက်ခိုက်မှုကိုပထမဆုံးလိုက်ရတဲ့ case ပေါ့အဲ့ case ဆိုလို့ရှိရင်ဖေခုံအနောက်ဘက်ရှမ်းကဘန်ကောက်စစ်ရှောင်းကိုဒီညအိတ်နေတဲ့ချိန်ဒီ10နာရီဝန်းကျင်မှာပဲလေကြောင်းတိုက်ခိုက်လေကြောင်းနဲ့ဘုံကျဲသွားတယ်အဲ့နားလေးမှာနေကိုပဲဒီပတ်လည်မှာ9လုံးလောက်ကျဲသွားတယ်ဒီဘုံတွေပေါ့နော်ဘုံဒီအကြီးငယ်9လုံးလောက်ကျဲသွားတယ်ဒီ10နာရီဝန်းကျင်ဆိုတဲ့အချိန်တွေကဒီဘက်မှာဆိုလို့ရှိရင်စစ်ရှောင်းတွေက9နာရီလောက်ကလေးကသူတို့ဒီအဲ့ရဝင်ကြတယ်ပေါ့နော်ပြီးရင်မနေ့ဒါစောစောထားကြတယ်အဲ့လိုအချိန်တွေမှာဒါအိမ်မောမကြဘူးဆိုပေမဲ့ဒါအိပ်ပျော်ခါသာအချိန်တွေဒီလိုအချိန်တွေမျိုးမှာကျဲသွားတာမျိုးရှိတယ်ပြီးတော့အဲ့နေရာကတကယ်ကိုစစ်ရှောင်းစခန်းနဲ့တကယ်ကိုတူတယ်ပေါ့နော်တခြားတပ်ဖွဲ့တွေအဲ့လိုမျိုးတော်လိုင်းတပ်ဖွဲ့တွေနေတဲ့နေရာမျိုးနဲ့လုံးဝမတူနေဘူးဒီတဲအိမ်လေးတွေနဲ့အဲ့လိုမျိုးရှိတဲ့နေရာကိုရွရွချက်ရှိရှိကိုကျဲသွားတာပေါ့နော်တော်လှန်ပြည်သူတွေအားလုံးမင်္ဂလာပါရှင်ရှေ့တန်းအကျင့်ဝင်များအစီအစဉ်ကနေကြိုဆိုပါရစေကျမနာမည်ကတော့နှင်းဖြစ်ပါတယ်မြန်မာစစ်တပ်ကခလေးလူကြီးဖုံးကြီးအရက်သားတွေမချမ်းကြေးရွာတွေစာတင်ကျောင်းတွေသာမကပဲစီးရုံတွေကပြစ်မှတ်ထားပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်လိုလုပ်နေကြတာအားလုံးမျက်မြင်ကိုယ်တွေ့ပဲဖြစ်ပါတယ်ဒီလိုစစ်ရာဇဝတ်မှုတွေကိုသွေးအေးအေးကျူးလွန်နေတဲ့မြန်မာစစ်ခေါင်းဆောင်တွေနဲ့မြန်မာစစ်တပ်ကိုအရေးယူနိုင်မှုဆိုတာကတပ်သေးတွေလုံလောက်ရဖို့ကဘာကဒီလောက်ရက်တွေကိုကြည်ကြဲပြင်းပြင်းသိဖို့သတင်းမီဒီယာတွေနဲ့သတင်းသမားတွေရဲ့ကဏ္ဍကအရေးအကြီးဆုံးအနေနဲ့ပါဝင်နေတာဖြစ်ပါတယ်ဒီနေ့မှာတော့မြေပြင်မှာသတင်းယူရတဲ့အခါကြုံတွေ့ရတဲ့အတွေ့အကြုံစိန်ခေါ်မှုတွေအကြောင်းကို Kearney People Voice ကမတ်အင်ဒရီစိုးစင်ကဆွေးနွေးသွားမှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းတော်လိုင်းတပ်ဖွဲ့တွေအနေနဲ့စစ်ရေးဖော်ဆောင်တဲ့အခါအပြစ်မဲ့ပြည်သူတွေထိခိုက်ဒေဆုံးမှုမဖြစ်အောင်ဘယ်လိုထိန်းချုပ်ကာကွယ်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကော်တူလီအာမီကရဲဘော်ကိုချမ်းကဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်။ရေချောက်လောက်တဲ့အချိန်မှာတော့ဘာတွေကြုံတွေ့ရလဲဆိုတော့ဒီကရီနီမာပေါ့နော်ရဲဘော်တွေရောအရက်သားပြည်သူတွေရောသူတို့ကြုံတွေ့ရတဲ့နီးတူပဲကိုလည်းအတူတူကြုံတွေ့ရတယ်ကိုလည်းဒီမှာရှိနေတဲ့အတွက်ကြုံတွေ့ရတယ်အခက်ခဲတွေကတော့အခက်ခဲတွေကတော့အများကြီးတော့ရှိရပါဘောဒါပေမဲ့သတင်းထောက်နဲ့ပတ်သက်ပြီးတော့အခက်ခဲဆိုလို့ရှိရင်တော့ဒီကိုအနေနဲ့ပေါ့ဒီသတင်းတစ်ခုကဒီနေရာကိုဆိုလို့ရှိရင်သွားကျင်ပေမဲ့အဲ့ဒီနေရာတစ်ခုကဒီတော်လိုင်းရေးဘက်ကမဟုတ်ဘဲနဲ့ဒီစစ်တပ်ဘက်ကထိန်းချုပ်ထားတဲ့နေရာတွေဖြစ်နေလို့ရှိရင်ဒါကိုသွားလို့မရဘူးဒီအချက်လက်တွေကိုသွားပြီးတော့ပေါ့နော်ဒီမှတ်တမ်းယူလို့မရဘူးအဲ့လိုမျိုးအခက်အခဲတွေတော့ရှိပါတယ်ရှင်သတင်းသမားတယောက်အနေနဲ့စစ်မှန်တဲ့သတင်းတွေကိုပြည်သူတွေစီဥဖြတ်အရောက်ပို့နိုင်ဖို့သတင်းကျင့်ဝတ်နဲ့ညီဖို့စစ်မြေပြင်ကနေပြည်သူတွေအပါအဝင်နိုင်ငံတကာကလက်လန်းမီတဲ့သတင်းတွေအဖြစ်ရောက်ရှိသွားဖို့စစ်ကောင်စီရဲ့စစ်ရာဇဝတ်မှုတွေကိုမှတ်တမ်းမှတ်ရာနဲ့ခိုင်ခိုင်မာမာရယူထားဖို့စ조사ရတယ်ဆိုတာလွယ်တဲ့အလုပ်တစ်ခုတော့မဟုတ်နေဘူးကျူးလွန်သူမြန်မာစစ်တပ်ကနေသတင်းထောက်တွေကိုတားဆီးဟန်တားတာတွေရှိသလိုတော်လှန်ရေးတပ်ဖွဲ့တွေပြည်သူတွေအနေနဲ့လုံခြုံရေးကိုစိတ်ပူတာမျိုးကြောင့်တားဆီးတာမျိုးလည်းရှိတတ်ပါတယ်။ဒီလိုတားဆီးအဟန့်တားတွေကသတင်းသမားတွေအတွက်ဘလို့အခက်အခဲတွေဖြစ်စေမလဲ။ဘာတွေကိုသတိထားရတာမျိုးရှိမလဲ။ဥပမာဒီလေကြောင်းတိုက်ခိုက်သွားတယ်ဒီလေကြောင်းတိုက်ခိုက်တဲ့နေရာကဒါအရက်သားပြစ်မှတ်ရက်သားတွေနေတဲ့နေရာပေါ့နော်စစ်ရှောင်းဒါမှမဟုတ်စတင်ကြောင်းဒီလိုနေရာတွေကိုလေကြောင်းတိုက်ခိုက်သွားတယ်ဆိုလို့ရှိရင်ဒါကျမတို့မှာဒီလိုနေရာတွေကိုလေကြောင်းတိုက်ခိုက်သွားပါတယ်ဆိုတော့ပေါ့နော်အချက်လက်တွေတက်တွေဒီသတင်းတွေဒါတင်ဖို့လိုအပ်တယ်ပေါ့အဲ့လိုမျိုးအချိန်တွေမှာဒါသတင်းသွားယူလာရှိရဲအဲ့အချိန်တွေမှာဆိုဒီမှာရှိတဲ့ဒီနယ်မြေကဒီပြိပခနယ်မြေဖြစ်တယ်လေကြောင်းလည်းမကြာခဏတိုက်ခိုက်တဲ့အတွက်ပေါ့နော်ဒီလုံခြုံရေးကိုတော့ဂရုစိုက်ရတယ်သူတို့ကိုယ်တိုင်လည်းလုံခြုံရေးဂရုစိုက်တဲ့အတွက်ကြောင့်မို့လို့သတင်းထောက်တွေလာလို့ရှိရင်ပဲသတင်းထောက်တွေလာလို့ရှိရင်ဒီနေရာကြီးကထပ်ပေါက်သွားမလားပေါ့ဒါမှမဟုတ်သတင်းတင်လိုက်လို့ရှိရင်ပဲဒီနေရာကိုထပ်လာကျဲမလားပေါ့အဲ့လိုမျိုးစိုးရိမ်စိတ်တွေရှိတဲ့အတွက်ပေါ့နော်ဒါဒီနေမြေကန်အဖွဲ့အစည်းတွေနဲ့ပဲဖြစ်ဖြစ်ဒီဒေတာခံလူထုနဲ့ပဲဖြစ်ဖြစ်ပေါ့နော်စကားပြောရတာမျိုးရှိရပေါ့စကားပြောရတယ်ဆိုတာဒီလိုမျိုးရှိပါတယ်ဒီစစ်တပ်ကတော့သူ့ပြစ်မှတ်နဲ့သူဒါလာပြီးတော့ပြစ်ခတ်တိုက်ခိုက်တာပါကျမတို့ဒီသတင်းကြောင်မဟုတ်ဘူးပေါ့နော်ဒီလိုမျိုးပြန်ပြီးတော့ဖြည့်ရှင်းပြရတာမျိုးတွေပြီးတော့ကြတော့ကျမတို့ဘာလို့ဒီလိုဟာတွေကိုမှတ်တမ်းလာယူရတယ်သတင်းလာယူရတယ်ဆိုတဲ့အကြောင်းရင်းတွေကိုတေချာပြန်ပြီးတော့ဖြည့်ရှင်းပြရတာမျိုးတွေပေါ့နော်ဟုတ်ဒီလိုအခက်အခဲတွေတော့ရှိတယ်ပေါ့ဒီပြိပခနယ်မြေဖြစ်တဲ့အတွက်ကြောင့်မို့လို့ချောချောယူသတင်းယူလိုက်ရတယ်အဲ့လိုမျိုး
သတင်းတိုင်းရချောချောချူချူရနေတဲ့အချိန်တွေမျိုးတော့မဟုတ်နေဘူးပေါ့နော်သတင်းသမားတွေဆိုတာကတော့သတင်းသမားတွေလုံခြုံရေးတွေကတော့တော်လန်ရေးထဲမှာကတော့ဒါစရုပ်ထမှန်တယ်ပဲသတင်းသမားတွေကတော့ဆိုတော့ဒီဒါပေမဲ့တကယ်တမ်းကျတော့မြေပြင်မှာသတင်းယူဖို့ကျတော့အရန်ကြမ်းတမ်းလွန်းတယ်ဆိုတော့ကျွန်တော်ကဒီနေရာမှာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီစီပါတော့ကျွန်တော်တို့မြေပြင်အထိဒီသတင်းလာယူတဲ့ကျွန်တော်တို့နဲ့အတူလိုက်ဖူးတဲ့သတင်းသမားတော့မရှိသေးဘူးသူတော့အဝေးကလာယူတဲ့လူပဲရှိတယ်တချို့တက်တွေမှာတော့ဒီသတင်းသမားတွေရောက်နေတယ်ဆိုပြီးတော့ကျွန်တော်ကြားတယ်ပေါ့လေအဲ့ခါကျမှကျွန်တော်အကြံပြုချင်တာပေါ့လေဒီ ground ဒီမြေပြင်အခြေအနေကိုဒီသက်ဆိုင်ရာတက်မှုတွေနဲ့အရင်ဆုံးချိတ်ဆက်ဖို့လိုတယ်ဒါမှသူတို့ဒီအန်တရယ်ဆန်းစစ်ချက်တွေကိုအသေးချာလေးလောက်ရမယ်ဘယ်လိုမျိုးအန်တရယ်တွေဖြစ်နိုင်လဲဘယ်လိုမျိုးအန်တရယ်တွေကြုံနိုင်လဲဆိုတာကိုအရင်ဆုံးလုပ်ပါပြီးလို့ရှိရင်အမှတ်သားတွေပေါ့ဒီ press ဒါမှမဟုတ်လို့ရှိရင်ပေါ့စာသားပါတဲ့အုတ်ထုပ်တွေအင်ကြီးတွေကိုဝစ်စင်တာဒါပေမဲ့အဲ့ဒါလည်းကောင်းတယ်သို့တော်လည်းရန်သူကသတင်းသမားရဲ့လို့ပြည်သူရဲ့လို့ဒီတော်လိုင်းသမားရဲ့လို့ခွဲခြားတာမဟုတ်ဘူးသူတို့ကအကုန်လုံးချမှာပဲဆိုတော့အဲ့အခြေအနေပေါ်မူတည်ပြီးတော့ပဲသတင်းသမားတွေကလည်းတူတိတ်နဲ့တော့လုပ်ဖို့တော့လိုတယ်လို့ကျွန်တော်မြင်တယ်ပေါ့လေနောက်တစ်ခုကသတင်းသမားတွေရဲ့သတင်းလုံခြုံရေးပေါ့ digital footprint တွေပေါ့အဲ့ဒါတွေကိုတခြားလေးသတိထားဖို့လိုတယ်ဖုန်းထဲကဟာတွေကင်မရာတွေက data တွေကကိုဟာတွေမကဘူးပေါ့လေကိုတွေ့သွားတဲ့ဒီ source တွေပေါ့ဒုက္ခရောက်နိုင်တယ်ပေါ့ကိုကနေပြီးတော့ကိုဖမ်းမိသွားတယ်ဆိုရင်တော့မှကိုကဘယ်သူတွေနဲ့တွေ့ခဲ့လဲဆိုတဲ့ဟာတွေကိုပါဒီထပ်ပြီးတော့သူတို့တွေရောက်အားစီနိုင်တယ်ဟိုရန်သူကပါလေဆိုအဲ့ဒါအများကြီးတော့ပြင်ဆင်ဖို့လိုတယ်အနည်းချုပ်ကတော့ဒီသတင်းသမားတွေအနေနဲ့မသွားခင်မှာမြေပြင်တမှုတွေနဲ့တခြားဆွေးနွေးပါကိုသွားမဲ့မြေပြင်ကဟိုအနေထားတွေဟိုဒီဖြစ်လာတဲ့အန်ဒီအေတွေကိုကြိုတင်ပြီးပြင်ဆင်ပါလို့ပဲကျွန်တော်မှားချင်ပါတယ်ခင်ဗျရဲဘော်ကူချမ်းဆွေးနွေးသွားတဲ့ထဲမှာဆိုရင်လုံခြုံရေးဆိုတဲ့အပိုင်းကထင်ထင်ရှားရှားပါနေတယ်။ပြည်သူတွေရဲ့လုံခြုံရေးကလည်းအရေးကြီးသလိုသတင်းသမားရဲ့လုံခြုံရေးကလည်းအရန်အရေးကြီးပါတယ်။မတ်အိန်ဒရီစူးစင်ဟာဆိုရင်ခက်ခဲတဲ့အခြေအနေတွေမှာသတင်းသမားတစ်ယောက်အနေနဲ့သတင်းမှန်ကိုအချိန်နဲ့တပြေးညီရဖို့ကြိုးစားရတာရဲ့လူသားတစ်ယောက်မျိုးသမီးငယ်တစ်ယောက်အနေနဲ့အသက်အန္တရာယ်ကိုကာကွယ်ရတာရဲ့ကြားမှာမျှချီကိုရှာရတာအရန်ခက်ခဲခဲ့မှာပဲ။တစ်ဖက်ကကိုမျက်နှိုးတဲ့ကိုအလုံးနဲ့ပြည်သူတွေခံရတဲ့မတရားမှုတွေကိုဖော်ထုတ်ခြင်းနဲ့စိတ်ဆန္ဒနောက်တစ်ဖက်ကကျတော့ကိုယ့်ရဲ့အသက်အန္တရာယ်ကိုလုံခြုံရေးဖြစ်နေခဲ့တာအဲ့ဒီဖြစ်စဉ်ဆိုလို့ရှိရင်ဒီတမိသားစုတွေပေါ့ဘုံခိုချင်းနဲ့ဝင်လိုက်တာတောင်မှပေါ့နော်ဘုံခိုချင်းဆိုတာဒီမြေဘုံခိုချင်းပေါ့သူတို့ဝင်လိုက်တာတောင်မှမလွတ်ဘူးပေါ့အဲ့ဘုံခိုချင်းပေါ့တဲကြပြီးတော့တမိသားစုတွေဒီ9ယောက်တည်ဆုံးသွားတာရှိတယ်။အဲ့ပြည့်စင်ဆိုလို့ရှိရင်တော့ဒီကျမအနေနဲ့ပထမဆုံးဒီလေချောင်းတိုက်ခိုက်တာကိုပေါ့နော်ဓာတ်ဘော်တွေကိုအနီးကပ်မြင်ရတယ်ပြီးတော့ကြတော့ပုံမှန်အချိန်တွေမှာဆိုလို့ရှိရင်တော့ကိုဒီဟာကိုမကြည့်ချင်ဘူးဆိုပြီးတော့ပြန်ထွက်သွားလို့ရပါမယ်ကိုယ်တိုင်ကသတင်းထောက်ဖြစ်နေတဲ့အချိန်တွေမျိုးမှာဒီဟာကိုကြည့်ရမယ်ဒီဟာကိုမှတ်တမ်းယူရမယ်ဆိုတဲ့အချိန်တွေပေါ့နော်အဲ့အချိန်တွေမှာမှတ်တမ်းယူခဲ့ရတယ်အဲ့လိုမျိုးကြည့်ခဲ့ရတယ်ပြီးတော့အဲ့လိုမျိုးလုံးဝမရယူအဲ့လိုမျိုးဖြစ်နေတာပေါ့နော်မျက်လုံးထဲမှာအဲ့လိုမျိုးမြင်နေရတဲ့အချိန်တွေဖြစ်နေတာဟုတ်ဒီအမှတ်မိနေတဲ့ဟာဆိုတာအဲ့ဒီ case ကိုတော့မှတ်မိဆုံးပါပဲမြန်မာစစ်တပ်ကအရက်သားတွေကိုစနစ်တကျပြစ်မှတ်ထားတိုက်ခိုက်နေတာကစစ်တပ်ရဲ့အယိုးဆွဲနေတဲ့အမှုချင်းတစ်ခုအဖြစ်ကျမတို့အမြဲတမ်းကြားသိမြင်နေခဲ့ရတာပါပဲဒါဟာညင်းလို့မရနိုင်တဲ့အချက်တစ်ချက်ဆိုတာလဲသိတာထင်ရှားပြီးသားပါဒါပေမဲ့သတင်းသမားတစ်ယောက်ရဲ့ရှုထောင့်ကနေတီးသန့်ကြည့်မယ်ဆိုရင်ရောဘလို့အချက်တွေကြောင့်မြန်မာစစ်တပ်ကအပြစ်မဲ့တဲ့အရက်သားပြည်သူတွေကိုစစ်ရေးပြစ်မှတ်အနေနဲ့တိုက်ခိုက်နေတယ်လို့ပြောနိုင်မှာလဲအရာသားတွေကိုပြစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတဲ့ဟာကိုဘယ်လိုချက်တွေနဲ့ကြည့်လဲဆိုတော့အဲ့ဒီပထမတစ်ချက်တော့အဲ့ဒီနေရာကဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာဟုတ်လားမဟုတ်လားပေါ့တိုက်ပွဲဖြစ်တဲ့နေရာနဲ့ဘယ်လောက်ဝေးလဲပေါ့နော်တိုက်ပွဲဖြစ်တဲ့နေရာအနီးမှာနေရှိနေလို့ရှိရင်တော့ဒါသူတို့ကဒါစစ်ရေးကြောင်းဘာညာပေါ့နော်အဲ့လိုမျိုးလုပ်ရတယ်ပေါ့တိုက်ပွဲဖြစ်တဲ့နေရာတွေမဟုတ်နေဘူးပြီးတော့ဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမဟုတ်နေပဲနေဘူးပေါ့နော်သူတို့တွေကရည်ရွယ်ချက်ရှိနဲ့ဒီလေကြောင်းတွေလက်နက်ကြီးတွေပြစ်ခတ်တာမျိုးတွေရှိတယ်ပေါ့ဘယ်လိုနေရာမျိုးတွေလဲဆိုတော့စစ်ဆောင်စခန်းတွေဆိုလို့ရှိရင်စစ်ဆောင်စခန်းတွေမှတိတာတယ်တဲအိမ်လေးတွေနဲ့လိုမျိုးပေါ့နော်ရွာလုံးကျုပ်ပဲဖြစ်အဲ့လိုမျိုးသူတို့စုဖွဲ့ပြီးတော့ပေါ့နော်အဲ့လိုမျိုးနေကြရရှိရပြီးတော့စာတင်ကျောင်းတွေဆိုလဲဒါကလေးတွေဝင်ထွက်ရှိတယ်နေတဲ့နေရာတွေဒါတွေမှတကယ်ကိုတိတာတယ်အဲ့လိုနေရာမျိုးတွေမှာအဲ့လိုကျဲတာတွေရှိတယ်ပေါ့အဆိုးရွားဆုံးကတော့အဲ့လိုနေရာမျိုးတွေမှာချောင်းတိန်လို့မရအောင်ဘလို့မျိုးရည်ရွယ်ချက်ရှိလုပ်လဲဆိုတော့ပေါ့နော်ဒီညတကောင်လိုမျိုးတွေလာကျဲတာအဲ့လိုမျိုးဒီ
အဲ့ချိန်မှာတွေလာကျဲတာအဲ့လိုမျိုးပြီးတော့ကြတော့ drone suicide drone နေနဲ့အဲ့လိုမျိုးကျဲတာပေါ့နော် suicide drone နေနဲ့လာကျဲတာအဲ့လိုမျိုးအခြေအနေတွေတောင်မှရှိပါတယ်ပေါ့စစ်တပ်ကဒီအရက်သားတွေနေတဲ့နေရာတွေဆိုလို့ရှိရင်ပေါ့နော်စစ်ရှောင်းနေစာတင်ကျောင်းနေစေယုံနေဖျားကျောင်းနေဒီနေရာတွေစစ်ရေးပြစ်မှတ်မဟုတ်တဲ့နေရာတွေကိုပေါ့နော်ဒီတနိုင်ငံလုံးတိုက်တာရနေနေရော green မှာရောပေါ့နော်ဒါနေ့စဉ်ပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတယ်ဒီလိုနေရာတွေကိုဒီပြုလုပ်နေရာတွေကဒါစစ်တပ်ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေပေါ့နော်စစ်ရာဇဝတ်မှုတွေပဲဒါကျမတို့အနေနဲ့သတင်းထောက်တယောက်အနေနဲ့တော့ဒီຢာတွေဒီအခြေအနေတွေပေါ့ကိုလက်လန်းမိသလောက်တော့ဒီမှတ်တမ်းတင်နေပေါ့နော်မှတ်တမ်းတင်နေသတင်းတွေယူနေတယ်ဒီပရီမာဆိုရင်အခုလပိုင်းအတွင်းမှာဆိုလို့ရှိရင်ထက်ကြုံရတဲ့ဟာတွေဆိုဒီလေချောင်းတွေလက်နက်ကြီးအပြင်ထက်ကြုံရတဲ့ဟာတွေဆိုဘာထိပါထက်ကြုံနေရလဲဆိုတော့ဒီစစ်ဆောင်တွေကသူတို့ဒီစပားစိုက်ခင်းနေပေါ့နော်သူတို့တွေစိုက်ခဲ့အဲ့ဒီနေရာတွေမှာစပားစိုက်ခဲ့တယ်ပြီးတော့သူတို့စစ်ဆောင်လာရတယ်လက်ရှိမှာအခုစပားရိတ်သိမ်းချိန်ဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒီနေရာတွေကိုဒါစပားအချို့ဆိုစပားရိတ်သိမ်းခွင့်မရဘူးပေါ့နော်သူတို့ကစားနပ်ရိက္ခာတွေမရှိတော့တဲ့အတွက်ပေါ့ပြန်ရိတ်သိမ်းကြတယ်ဒီဘေးကကြတော့စစ်တပ်တက်ဆွဲထားတဲ့ရွာရှိတယ်အဲ့ဘေးကလေကွင်းတွေမှာပြန်ရိတ်သိမ်းတယ်အဲ့ဒီအခြေအနေမှာဆိုလို့ရှိရင်စစ်တပ်ကဒါဖမ်းဆီးပြီးတော့နှိပ်စက်တယ်အဲ့ဓာတွေလည်းရှိနေတယ်ပြီးတော့ဒီစပားရိတ်သိမ်းနေတဲ့ဒီတောင်သူတွေကိုအရက်သားတွေကို drone ပုံတိုက်ခိုက်တာတွေလက်နက်ကြီးပစ်ခတ်တာတွေဒါကြောင့်မို့တိတ်ဆုံးခဲ့ရတာတွေဒဏ်ရာရခဲ့ရတယ်လေအဲ့အခြေအနေတွေလည်းရှိနေတယ်ဒီလိုဟာတွေဆိုလို့ရှိရင်လည်းသူတို့တွေကပေါ့နော်တေလိုတဲ့ရွယ်ချက်အပြင်နောက်ထပ်ဘာဖြစ်လဲဆိုတော့မင်းတို့တွေဟုတ်ပြီတေပေါ့ပြီးတော့ကြတော့ဘယ်လိုမျိုးလဲဆိုတော့ငတ်ပါစီဆိုတဲ့အဲ့လိုရွယ်ချက်တွေပေါ့နော်ဒီစာဝတ်နေရေးခက်ခဲအောင်ပါပေါ့နော်ဒါတွေပါလုပ်နေတာကိုတွေ့ရတယ်ပြောရရင်ဒီပတ်ထုတ်တွေကဘာမှမဆိုင်ဘူးလေနော်မဆိုင်တဲ့ကိစ္စကိုစကိုင်းဘက်မှာဆိုလို့ရှိရင်လဲအဲ့ဒါတွေကိုဒီတဲခွင့်မပေးတာပိတ်ထားတာအဲ့လိုမျိုးတွေပါလုပ်တယ်ဒီကိစ္စဆိုလို့ရှိရင်ဒါစားတော့ကုန်လဲစစ်ရေးပစ္စည်းလဲစစ်သုံးပစ္စည်းလဲဟုတ်မနေဘူးဒါပါတော့အခုနောက်လိုမျိုးစာဝတ်နေရေးခက်ခဲအောင်ဆိုလို့ရှိရင်လဲဒါစားတော့ကုန်လဲဟုတ်မနေဘူးဒီလိုဟာတွေကအစလိုက်ပြီးတော့အဲ့လိုတစ်ခုမဟုတ်တစ်ခုခက်ခဲပါသေးဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုလုပ်နေတာပေါ့တိုင်းပြည်ကိုကာကွယ်ပေးနေပါတယ်လို့သူတို့မှတ်ယူထားတဲ့မြန်မာစစ်တပ်ကဒီလိုစစ်ရာဇဝတ်မှုတွေကိုပြောင်တင်းကျူးလွန်နေတဲ့အချိန်မှာလက်နက်ကင်တပ်တိုင်းဘလောက်မှမကြသေးတဲ့တော်လှန်ရေးတပ်တွေကတော့စစ်စင်ရေးတိုင်းမှာအပြစ်မဲ့ပြည်သူတွေမထိခိုက်မနစ်နာစေဖို့အရေးကြီးဆုံးစဉ်းစားချက်တစ်ခုအနေနဲ့ဥတီလှုပ်ဆောင်နေကြတာပါစစ်ရေးပြစ်မှတ်နဲ့အရက်သားပိုင်အရာတွေကိုဘယ်လိုခွဲလဲဆိုတာနဲ့ပတ်သက်ပြီးတော့လည်းရဲဘော်ကူချမ်းကဒီလိုဆွေးနွေးခဲ့ပါတယ်ဆိုတော့ဒီစီရေးပြစ်မှတ်ဒီဘယ်လိုခေါ်မလဲဒီခွဲကြတာပေါ့ဆိုတော့ကျွန်တော်အဲ့မှာကျွန်တော်နှစ်ခုရှိတာပေါ့ဒီစီရေးပြစ်မှတ်လို့ခေါ်တဲ့ဒီ military target နဲ့ဒီအရက်ဖက်ပြစ်မှတ်ပေါ့လေဒီ civilian object ပေါ့အဲ့နှစ်ခုကိုတော့ကျွန်တော်တို့ကဒါကတော့တော်လှန်ရေးသမားတွေအသက်ပဲပေါ့လေဒီဟာကိုကျွန်တော်တို့ခွဲခြားဖြစ်မှကိုရမယ်တော့ဘာလို့မဟုတ်အဲ့လိုမဟုတ်ရင်ပြည်သူဟိုထိခိုက်နိုင်တယ်ပြီးတော့ပြည်သူကိုရန်သူတို့သဘောထားလို့ရှိရင်လည်းပြည်သူအတွက်မကောင်းဘူးပေါ့လေဆိုတော့ပြစ်မှတ်ဆိုတာကတော့ကျွန်တော်တို့ဒီလွယ်နဲ့ဒီမြင်အောင်ပြောရမယ်ဆိုရင်ရန်သူရဲ့ဒီတပ်စခန်းတွေပြီးလို့ရှိရင်ဒီစစ်စင်ရေးကွက်ကဲမှုစင်တာတွေရန်သူရဲ့ထောက်ဖို့လမ်းကြောင်းတွေဆက်လက်နက်ပစ္စည်းတူလောင်တဲ့ယုံတွေပေါ့အဲ့ဒါတွေကိုကျွန်တော်တို့ဒီဆိုလိုတယ်ပေါ့လေနော်စီရေးပြစ်မှတ်ကတော့ဆိုတော့အဲ့ဒါအပြင်မှာကျွန်တော်တို့ဒီတိုက်ပွဲတွေဖော်ဆောင်တဲ့အခါလှုပ်ဆောင်ကြတဲ့အခါမှာဆိုတော့ဒီရက်သားတွေကိုမထိခိုက်ဖို့အတွက်ကိုကျွန်တော်အများကြီးပြင်ဆင်ရတယ်ပေါ့ဒါကတကယ်ကိုကျွန်တော်တို့အတွက်အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုလည်းဖြစ်တယ်ပေါ့ဘာလို့စစ်ရေးတစ်ခုမလုပ်ခင်ကျွန်တော်တို့ကဒီထောက်လိုင်းရေးဒီသတင်းတွေကိုအများကြီးယူရတယ်အချင်းချင်းအတည်ပြုရတယ်အဲ့ဒါမှလူထုကိုထိခိုက်နိုင်တဲ့နေရာတွေထိခိုက်တဲ့အခြေအနေရှိဥပမာပေါ့လေဒီစာတင်ကျောင်းတွေဆေးရုံတွေဒီဈေးတွေအဲ့လိုမျိုးတွေပေါ့စသဖြင့်ပေါ့လေအဲ့ဒါတွေနဲ့နီးတဲ့အခါမျိုးဆိုလို့ရှိရင်တော့တိုက်ခိုက်မှုတွေကျွန်တော်ရှောင်ရတယ်လောက်ရတယ်ဒါမှမဟုတ်လို့ရှိရင်လက်နက်ကြီးအသုံးမပြုတာတွေလက်နက်ကြီးပြုအသုံးမယ်ဆိုလို့ရှိရင်လည်းဒီထိန်းသိမ်းဆောင်ရွက်ရတဲ့ဟာတွေအဲ့လိုမျိုးတွေလုပ်ရတယ်ဒါမှနောက်ဆုံးအနေနဲ့လုံးဝအဆင်ပြေဘူးဆိုလို့ရှိရင်ဒီ mission ကိုတော့မှကျွန်တော် cancel လုပ်ပြလိုက်တဲ့ဟာမျိုးတွေရှိတာပေါ့လေဒါမှလည်းကျွန်တော်ဒီဘောလုံးကိုဘယ်လိုခေါ်မလဲဒီနိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာဥပဒေတွေပေါ့အဲ့ဒါတွေလည်းကျွန်တော်တို့အများကြီးလေးထားရတယ်ပေါ့စစ်စင်ရေးမလုပ်ခင်မှာဒီသတင်းအချက်လက်တွေအများကြီးယူရတယ်တော်တော်လေးယူရတယ်ပေါ့ပြည်သူလူထုရှိနေတဲ့နေရာတွေဒီဘေးထက်ဆိုးကျိုးဒီအနည်းနိုင်တဲ့အနည်းဆုံးဖြစ်အောင်ဒီပလန်ရင်ဆွဲရတယ်နောက်ဆုံးဗျာခုနကပြောသလိုပေါ့ဒီမဖြစ်နိုင်တော့ဆိုလို့ရှိရင်တော့မရှင်တော့ဖျက်ပြရတဲ့အခြေအနေမျိုးတွေရှိတာပေါ့လေနော်စစ်တပ်ကအကြမ်းဖက်လူတပ်မှုတွေကိုနေ့စဉ်လုပ်နေပေမဲ့
ပြည်သူကတစ်ဆင့်ပေါက်ဖွာလာတဲ့တော်လိုင်းတပ်ဖွဲ့တွေကတော့စစ်စည်းကမ်းကျင့်ဝတ်တွေကိုအရေးကြီးတာဝန်အနေနဲ့ဘလောက်တောင်လိုက်နာဖို့ကြိုးစားရဲဆိုတာကိုသိရတာကျမစိတ်ကိုတကယ်လှုပ်ခတ်စေပါတယ်ဂုဏ်ယူရတယ်ပေါ့နော်တစ်ဖက်ကလည်းကျမကြားမိတာတချို့စီရေးဖော်ဆောင်တာတွေမှာအထူးသဖြင့်အညာဘက်လိုနေရာမျိုးမှာဆိုရင်စစ်သားနဲ့အရက်သားရောနေတာမျိုးအရက်သားပြည်သူတွေကလည်းဒီလိုပဲတွာလာနေကြတယ်ဆိုတဲ့အခြေအနေမျိုးမှာဆိုရင်တော်လိုင်းတပ်ဖွဲ့တွေအနေနဲ့အရက်သားတွေကိုမထိခိုက်ဖို့အတော်လေးကိုစူးစမ်းရမှာပဲ လွန်ခဲ့တဲ့ဒီဂျွန်ကနေပေါ့ဂျွန်ကနေပြီးတော့ကျွန်တော်ဒီစက်တင်ဘာအကောဒီအောက်တိုဘာပထမပတ်ထိပေါ့၄လလောက်ကျွန်တော်မရှင်လုပ်တဲ့အခါမှာဒီကားလမ်းမကြီးပေါ့ကားလမ်းမကြီးတစ်လျှောက်မှာကျွန်တော်လောက်ရတယ်ကားလမ်းမကြီးတစ်လျှောက်လောက်ရအဖေးမှာရွာတွေရှိတယ်ပေါ့ကားလမ်းမဆိုတော့အများပြည်သူတုံးတဲ့ highway လမ်းကြီးဖြစ်နေတာအဲ့လမ်းဆိုတော့ရွာသားလည်းတုံးတယ်ဒီကောက်ကြီးဘက်ကလည်းတို့တွေတုံးကြတယ်တုံးတဲ့အခါမှာကျွန်တော်တို့ကရက်သားနဲ့ဒီစစ်သားနဲ့ခွဲလို့မရဘူးအဲ့အခါမျိုးကျရင်ကျွန်တော်တို့တော်တော်လေးတော့ဒုက္ခရောက်တာပေါ့လေအဲ့အခါမျိုးကျရင်တော့ကျွန်တော်တို့ကဟိုလမ်းတွေကိုပိတ်ပစ်ကြတာတွေပြီးတော့ဖြတ်တန်းသွားလောက်မပြည့်ရတဲ့ဟာမျိုးတွေအဲ့လိုမျိုးတွေကျွန်တော်တို့မလုပ်ချင်မဲနဲ့လုပ်ပြရတဲ့ဟာမျိုးတွေရှိတာပေါ့လေစိတ်ကြစုမှုကတော့ကျွန်တော်စစ်သားတွေကတော့ဒီအနေနဲ့များတော့ဟိုဘယ်နယ်ပယ်မှာဆိုကြုံတွေ့နေရတဲ့ဟာပဲလေဆိုတော့ဒီ war crime လို့ခေါ်တာပေါ့လေအဲ့ war crime ကတော့ကျွန်တော်လုံးဝသီးမခံတဲ့ zero tolerance မူဝါဒပေါ့လေအဲ့လိုမျိုးကျွန်တော်မှရှိတယ်ပေါ့ရဲဘော်တွေကိုဒီခေါ်တော့ကွန်တက်စစ်တီရောကျင့်ဝတ်တွေပြီးရှင်ထိတွေ့တိုက်ခိုက်မှုဆိုင်ရာစီမင်းတွေပေါ့အဲ့ဒီကျွန်တော်အများနဲ့ဒီ awareness ဖြစ်နေအောင်ပြောပြနေရတယ်ဒီအတင်တန်းတွေမှာလည်းပြောနေရတယ်ပေါ့လေအဲ့လိုမျိုးတွေပြောနေမှလည်းဒီ command ကိုခိုင်မှာတိစောက်နိုင်မှလည်းဖြစ်တယ်ပေါ့ဒါတွေကဒီကျင့်ဝတ်တွေလည်းတို့တွေကောင်းကောင်းလေးဒီစောင့်ရှောက်နိုင်မှာပေါ့လေနော်ဆိုတော့ဒါတွေကဒီလက်နဲ့ကန်ထားတယ်ဆိုတာအနိုင်ကျင့်ဖို့မဟုတ်ဘူးကာကွယ်ဖို့ဆိုတာအဲ့ဒါဆိုတာအများနဲ့တို့ခေါင်းတွေကိုရိုက်ချထားရတယ်ပေါ့ဒီစစ်ကောင်စီဘက်ကကျူးလွန်လာတဲ့ဟာကိုဟန်တာဖို့ဒီဆိုတာအကြတော့ဘယ်လိုလဲဆိုတော့သူတို့ရဲ့စစ်စင်ရဲ့ရန်တရားကိုကျွန်တော်ချိနေသွားအောင်ပဲကျွန်တော်ကအဓိကလောက်ရတယ်ပေါ့လေဒီနောက်တစ်ခုကကျတော့ဒီမှတ်တမ်းယူတာပေါ့စစ်ကောင်စီကဒီပြစ်မှုတွေလုပ်ထားတယ်ဒါတွေကျွန်တော်မှတ်တမ်းယူထားတယ်သူတို့ရဲ့မှတ်တမ်းတွေကိုဒီနိုင်ငံတကာ ICC တို့တရားရုံးတို့နေရာမျိုးတွေရောက်အောင်လို့ရပ်ဖက်ဖွဲ့စည်းပေါင်းပြီးတော့ဒီကျွန်တော်တို့ကဒီဆက်ပို့ပြီးထိရအောင်တော့ဒီလိုတာပေါ့လေဟိုအပြစ်တိုင်ကင်းလို့ခွဲဆိုတော့လုံးဝမရှိသေးရဘူးအဲ့ဒါတော့ကျွန်တော်တို့ဒီအချင်းသေးတယ်ပေါ့လေစစ်ကောင်စီကကြီးကျိုးလိမ့်မယ်လောက်ရမယ်ကျွန်တော်ဘက်ကလူတွေလည်းဒါမျိုးတွေမကျူးလွန်အောင်စစ်ရာဇဝမှုတွေမဖြစ်နိုင်အောင်ကျွန်တော်အများနဲ့တို့တွေကိုဒီတင်တန်းတွေမှာဖြစ်ဒီတိုက်ပွဲတစ်ပွဲမသွားခင်မှာဒီ mission တစ်ခုမလုပ်ခင်မှာဒီဝါဘောဘလို့ကောင်းတယ်အစစ်ထွက်မင်းကုန်းတော့အဲ့လိုမျိုးဒီမှာကျွန်တော်အမြင်နဲ့မှားပါတယ်ခင်ဗျရဲဘော်ကူချန်ပြောသွားသလိုပါပဲတော်လိုင်းတပ်ဖွဲ့တွေကတော့ပြည်သူတွေမထိခိုက်ဖို့ပြည်သူကိုကာကွယ်ဖို့အထူးကထားလှုပ်ဆောင်နေကြတာပါဒါပေမဲ့စစ်တပ်ကစစ်ရာဇဝတ်မှုတွေကိုအဆက်မပြတ်ကျူးလွန်နေတဲ့အတွက်ကျမတို့အနေနဲ့တရားမျှတမှုရှာဖို့လည်းလှုံ့ဆော်ကြရအောင်ပဲတရားမျှတမှုရှာတဲ့နေရာမှာတပ်သေးတွေမှတ်တမ်းမှတ်ရာတွေကတအားကိုအရေးကြီးပါတယ်ဒီနေ့မှာတော့ဒီစစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုနိုင်ငံတကာခုံရုံးမှာအရေးယူနိုင်ဖို့ကျမတို့မျှော်လင့်နေကြတော့မှာပဲဒီနိုင်ငံတကာအဖွဲ့အစည်းတွေကဒီအရေးယူမှုကိုတော့အဲ့လိုမျိုးအရေးယူဖို့တော့ကျမတို့မျှော်လင့်ထားတာပေါ့နော်မျှော်လင့်ထားတဲ့အတွက်လည်းဒီဟာတွေကတပ်တွေအနေနဲ့မှတ်တမ်းတွေယူတယ်ပြီးတော့ကြတော့ဒီသတင်းတစ်ပုဒ်တည်းနဲ့တင်ပြီးသွားတာမျိုးမဟုတ်ဘဲနဲ့နောက်ထပ်ပြီးတော့လိုက်တယ်ကြုံခဲ့ရတဲ့လူတွေကိုထပ်ပြီးတော့မေးမြန်းနဲ့အသေးစိတ်ထပ်ယူတယ်ပေါ့လက်ရှိအချိန်တွေမှာဒီလူပုဂ္ဂိုလ်တွေပြီးတော့ကြတော့နေရာတွေတိတိကျကျနဲ့ဖော်ပြလို့မရသေးဘူးဆိုတော့မှကျမတို့အနေနဲ့လုံနိုင်တာကတော့မှတ်တမ်းကိုအတိအကျယူထားတယ်ပေါ့နော်ဟုတ်ဘယ်လိုမျိုးသူတို့ကိုဒါအပြစ်ပေးရေးယူဖို့မျှော်လင့်လဲဆိုလို့ရှိရင်နိုင်ငံတကာဒီလူအခွင့်အရေးဖွဲ့စည်းတွေရှိရပေါ့ IMM တို့လို့ပြီးတော့ကြတော့45 right တို့လို့ဒီလိုအဖွဲ့အစည်းတွေကလည်းပေါ့နော်တကယ်ဖြစ်နေတဲ့အခြေအနေတွေနဲ့အနည်းဆက်ဆုံးပေါ့အနည်းဆက်ဆုံးဖြစ်အောင်ဥပမာထားပါတော့မြေပြင်သတင်းသမားတွေနဲ့ပဲဖြစ်ဖြစ်ချိတ်ဆက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်ဒီသူတို့ယူနေရတယ်လည်းရှိရပေါ့အဲ့ဒါအောင်မှဒါသူတို့လုပ်နေတဲ့ဟာတွေအဲ့ဒီ action တွေပေါ့ဒါအဲ့ဒီသူတို့လုပ်နေတဲ့ဟာတွေအဲ့ဟာတွေကနေပြီးတော့ပဲဒီနိုင်ငံတကာပေါ့နော်ဒီကုလသမဂ္ဂယုံတို့ဘာလို့ဒါသူတို့တွေသိနိုင်မယ်လို့ထင်တယ်သိတဲ့အချိန်ကျရင်လည်းဘလောက်မျောလင့်လဲဆိုတော့ဟိုကိုတူရဲ့အနေနဲ့ပြောရရင်ဟိုလိုမျိုးအရေးယူသေးချင်တာတော့အမှန်ပဲဒီမေကွန်းကတော့ကျွန်တော်အကောင်းဆုံးပဲပေါ့လေရန်လည်းရေးကြည့်တယ်ပေါ့လေဒီမေကွန်းကဘာလို့ဆိုတော့ကျွန်တော်နိုင်ငံတော်အသစ်တိစောက်ဖို့အတွက်အခရာကြတဲ့မေကွန်းပေါ့လေကျွန်တော်ခုသွားခြင်းနေတာကလည်းဒီ transitional justice ပေါ့လေအသွင်ကူးပြောင်းရေးတရားမျှတမှုပဲပေါ့လေဆိုတော့တော်လိုင်းပြီးသွားရင်အနိုင်ရတဲ့လူကရှုံးတဲ့လူကိုတပ်ဖြတ်တာတွေလက်စားချတာတွေအဲ့လိုမျိုးလုံးဝဖြစ်လို့မရဘူးပေါ့လေအဲ့ဒီအစားကျွန်တော်က rule of law တရားဥပဒေစိုးမိုးရေးအတိုင်းသွားဖို့လိုတယ်ပြီးတော့ကျူးလွန်သူကဘယ်သူမဆို
တရားရုံးမှာရင်ဆိုင်ဖြစ်ရှင်းရမယ်တူတူပဲကျွန်တော်တို့ဒီတော်လိုင်းကာလမှာလည်းတော်လိုင်းကျွန်တော်တို့ဘက်ကလိုအပ်ချက်ကြောင့်ဖြစ်မှားယွင်းမှုကြောင့်ဖြစ်ကျွန်တော်တို့တော်လိုင်းသမားတွေဘက်ကကျူးလွန်မှုတာရှိခဲ့မယ်ဆိုလို့ရှိရင်လေဒီ accountability ရှိပါလေတာဝန်ခံမှုရှိနဲ့ရင်ဆိုင်သွားဖို့လိုတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းရင်ဆိုင်ရမယ်ဟုတ်တယ်မလားဒါမှလည်းကျွန်တော်ပြတ်တမှုရှိမှာဆိုကိုယ်အမားဝန်ခံရဲမှကိုယ်အမားကိုလည်းပြင်ဆင်ရဲမှဒါနိုင်ငံရေးအခုဂုဏ်သိက္ခာလည်းရှိမယ်ပြီးအကိုထိုက်တဲ့တက်လည်းဖြစ်လာမယ်ဆိုတော့ကျွန်တော်တို့ဒီတိဆောက်ကျင်တဲ့နိုင်ငံတော်အစ်စ်မှာတော့ဒီတရားမျှတမှုဆိုတဲ့အခြေခံအုတ်မြစ်ပေါ်မှာပဲကျွန်တော်တို့တွေကဒီတိဆောက်မှာပဲအနာဂတ်နိုင်ငံတော်အစ်စ်လည်းခိုင်မြဲမှာဖြစ်တယ်ပေါ့ဆိုတော့ဒီ transitional justice တော့ကျွန်တော်တို့တွေကတော့ဒီလောရမယ့်အရာတစ်ခုပဲလို့ကျွန်တော်မြင်ပါတယ်ခင်ဗျကျွန်တော်နည်းနည်းဖြည့်ပြောချင်တာကတော့ဒီဒေါ်လာရေးပေါ့လေကျွန်တော်ဒီခုလက်ရှိဒေါ်လာရေးကဒီတာမန်အစိုးရတရက်ကိုကျွန်တော်ပြုတ်ကြဖို့အတွက်တတ်တစ်ခုတည်းပေါ့လေကျွန်တော်တို့နိုင်ငံမှာနှစ်ပေါင်းများစွာအမြင့်တွယ်နေတဲ့ဒီ systemic oppression ပေါ့ဒီစနစ်တကျဖိနှိပ်မှုတွေပေါ့စနစ်တကျဖိနှိပ်မှုတွေကိုအမြင့်ဖြတ်ပြီးတော့တန်းတူညီမျှတဲ့လူပေါင်းတစ်ခုကိုတိစောက်နေတာဖြစ်တယ်ဒီဒေါ်လာရေးကရိုးဒေါ်လာရေးလည်းမဟုတ်ဒါတမိုင်းဖိတာဝန်တစ်ခုလည်းဖြစ်တယ်ဒီချိန်မှာကျွန်တော်ပြည်သူလူထုအနေနဲ့ဒီပင်မဆင်းရဲတဲ့ဒဏ်တွေကိုအလူးလဲခံနေရတယ်ဆိုတော့ကျွန်တော်မြေပြင်ကရဲဘော်တွေလည်းကိုကျင်းစာပါတယ်နားလဲပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီပြောနေတာတစ်ခုကတော့စစ်ကောင်စီကအခုလက်ရှိမှာစစ်ရေးအရာရောဒီနိုင်ငံရေးအရာရောပေါ့နော်ဒီ strategic failure ခေါ်မှာပေါ့နော်မဟာဗျူဟာမြောက်ကိုရှုံးနေတယ်လို့ဆိုတာကိုကျွန်တော်ပြောချင်တယ်ဆိုသူတို့မှာအပဲရှိတော့တယ်ပြည်သူထောက်ခံမှုလုံးဝမရှိတော့ဘူးအဲတော်လိုင်းရေးတစ်ခုမှလည်းဒီပြည်သူထောက်ခံမှုမရှိတဲ့တက်ကဘယ်တော့မှလည်းစစ်မနိုင်ပါဘူးလေနော်ဒါကြောင့်ကျွန်တော်ပြည်သူလူထုကိုဒီနေရာပဲကျွန်တော်မြစ်တာရက်နေတာကကြက်ခံနိုင်စွမ်းကိုဆက်ပြီးတော့ထိန်းသိမ်းထားကြပါကျွန်တော်တို့ရှေ့တန်းကရဲဘော်တွေကလည်းပြည်သူလူထုဆိုတဲ့နောက်တန်းကဒီတောက်တိုင်တွေခိုင်မာနေလို့ပဲရပ်တည်နိုင်တာဖြစ်ပါတယ်ပြည်သူရဲ့ယုံကြည်မှုနဲ့ထောက်ခံမှုကကျွန်တော်တို့အကောင်းဆုံးလက်နက်ပဲဖြစ်ပါတယ်ဒါကြောင့်အားလုံးညှော်မှန်းနေတဲ့နိုင်ငံတော်အစ်စ်ပြည်တော်စုစည်းစီကိုမရကြအောင်တတ်မယ်ချီတက်မယ်နော်ဆိုဒီချိန်ကတော့စကပုံရပေါ့ကွယ် the darkest hour is just before the dawn ပေါ့နော်အာယုံမတက်ခင်အချိန်ကအမှောင်မိုက်ဆုံးအချိန်ဖြစ်လိရှိတယ်ဆိုသလိုပဲပေါ့နော်ခုချိန်မှာကျွန်တော်တို့အမှောင်မိုက်ဆုံးအချိန်ကိုဖျက်ကျော်နေပါပြီခဏနေပြီဆိုလို့ရှိရင်တော့အလင်းရောင်ကိုမြင်ရတော့မှာပါလို့နော်အားလုံးဒီချိန်မှာဒီအောင်မြင်သွားတဲ့အခါမှာအတူတူကိုယူကြမယ်အမှန်တရားအတွက်ယက်တည်တဲ့အတွက်နောက်တော့ရိုက်စရာမရှိတဲ့သမိုင်းကိုရေးထိုးခဲ့ကြတဲ့အတွက်လည်းဒီချိန်မှာကိုယူစရာအများကြီးနဲ့နာဂတ်မှာစောင့်ကြိုနေလိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်နော် အခုနားထောင်လိုက်ရတာကတော့အကြမ်းဖက်မြန်မာစစ်တပ်ရဲ့နေ့စဉ်လိုကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေရဲ့ဒါတွေကိုသတင်းယူရတဲ့သတင်းတောက်မတ်အိန်တွေစိုးစဉ်ရဲ့အတွေ့အကြုံမျှော်လင့်ချက်တွေနောက်ပြီးတော့ပြည်သူ့ဘက်တော်သားတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ရဲဘော်ကိုချမ်းရဲ့တိုက်ခိုက်ရေးမှာကြုံတွေ့ရတဲ့စီးပြစ်မှတ်နဲ့ပတ်သက်တဲ့ခံယူချက်တွေရက်တီချက်တွေနဲ့မျှော်လင့်ချက်တွေပဲဖြစ်ပါတယ်။နောက်ပိုင်းဒီမှာလည်းရှေ့တန်းအကျင့်ဝတ်တွေကိုဆွေးနွေးသွားအောင်မှာမို့လို့နားဆင်ပေးကြပါအောင်ရှင်။တော်လန်ပြည်သူတွေအားလုံးလုံခြုံကျန်းမာကြပါစေစိတ်ရည်သက်သာနားယူကြပါရှင်